ကားပြစ်မှုကျူးလွန်ခြင်း Charles သည်ယခုကားမောင်းခွင့်လိုင်စင်အပြည့်ရရှိသော်လည်းကားမောင်းရာတွင်အမြဲသတိထားမောင်းခြင်းမရှိပါသူသည်ကားအရှိန်ပြင်းခြင်းမိနီဖြတ်ခြင်းနှင့်ကားရပ်ခြင်းတို့နှင့်ပတ်သက်၍ဒဏ်ငွေကိုပေးဆောင်ရန်များစွာရှိသည်ဒဏ်ငွေတစ်ခုသည်ဒေါ်လာ100ထက်ပိုနေသည် Charles သည်ဝင်ငွေနည်းသူဖြစ်ရာဒဏ်ငွေများကိုမပေးဆောင်နိုင်သဖြင့်ဒဏ်ငွေဆောင်ရန်စာရွက်စာတမ်းများကိုအာဇွဲသွင်းသို့ထည့်ထားလိုက်သည်လကျော်လာသောအခါ Charles သည်သတိပေးစာများကိုလက်ခံရရှိသော်လည်းလျစ်လျူရှုလိုက်သည်ထို့နောက်သူသည်တရားရုံးမှ7 ရက်အတွင်းဒေါ်လာ2000ထက်ပို၍ပေးဆောင်ရန်သတိပေးစာကိုရသော်လည်းမပေးနိုင်သဖြင့်စာကိုလျစ်လျူရှုလိုက်သည်တစ်ပတ်ကြာသောအခါသူ၏ကားဘီးပေါ်တွင် Quicklets ချိတ်ပိတ်လျက်တွေ့ရပြီးသတိပေးစာအရဤကားကိုဈေးပြိုင်စနစ်ဖြင့်ရောင်းချ၍ဒဏ်ငွေများကိုပေးဆောင်ရန်ဖြစ်သည်ကားရပ်ခြင်းအတွက်အပြစ်ဒဏ်မှရှောင်ကြဉ်ရန်အမြဲတမ်းဆိုင်းဘုတ်သင်္ကေတများ၏ကန့်သတ်မှုများကားအရှိန်ကားရပ်ခြင်းဒဏ်ငွေပေးဆောင်ရန်လက်ခံရရှိပြီးနောက်မလျှို့ရှုပါနှင့်အကယ်၍အချိန်မီမပေးဆောင်နိုင်ပါက Community Legal Center မှငွေကြေးဆိုင်ရာအကြံပေးအရာရှိ၏အစီအစဉ်ဖြင့်သတ်မှတ်ခွဲ၍ပေးဆောင်ခြင်းဖြင့်ပြုလုပ်နိုင်သည်ကားရပ်ခြင်းပြစ်ဒဏ်ကားနှင့်ပတ်သက်၍ပြစ်မှုထင်ရှားခြင်းပြစ်ဒဏ်တို့သည်စုပေါင်းလိုက်သောအခါအလွန်တန်ဖိုးကြီးသဖြင့်သတိထား၍၎င်းတို့အားရှောင်ကြဉ်သင့်သည်သင်၏ကားအားချိတ်ပိတ်၍ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းဖြင့်၎င်းတို့အားမပေးဆောင်သင့်ပါသို့မဟုတ်သင်၏ပိုင်ဆိုင်မှုများကိုတရားရုံးမှနေ၍သိမ်းယူခြင်းမျိုးမဖြစ်သင့်ပါအကူအညီလိုအပ်ပါက Community Legal Center တယ်လီဖုန်းနံပါတ်မှာ96521500 www.communitylaw.org.au ငွေကြေးဆိုင်ရာအကြံပေးအရာရှိများတယ်လီဖုန်းနံပါတ်မှာ96632000သို့မဟုတ်1800134139တို့ကိုအခမဲ့ခေါ်ဆိုနိုင်ပါသည်